ကုန်လေးစုတတ်တော်ခိုးလုံးရည်စုလို့သာဖူးမြော်ပါကုန်၆သွဲမိရဲ့ပြေဆုံးကျွန်းစပူမှာအန်ချီ၍မကုန်စိတ်ကူးတွေနဲ့လူကဘာတစ်ခုထွင်ခဲ့သူသမိုင်းအသေးရေးခဲ့သူဘာဥစံဘဝနဲ့သူဟာမြမလို့ခေါ်ခဲ့တယ်နဲ့နမိတ်ရဲ့ကပိထက်ကြောက်စာတွေရှားthe wind ထက်ကငြိမ်ချမ်းမှုနဲ့လင်းလာတော့ဘာသာတစ်ခုရဲ့သူရဲ့ကောင်းလို့ထင်ရှားခဲ့ရမြမတို့သွေးရဲ့ရဲ့သမိုင်းများအလေတန်ပါဒီပါကနမူနာမကန်လို့ခေါ်မျိုးရရာဇဝင်များချက်မြောက်ရကနဦးမူလာအစကြော်စောရကုန်တဲ့ဘဝသူဟာတို့အတွက်ဖျားပေးတဲ့သူပါစိတ်ကူးတွေနဲ့လူကဘာတစ်ခုထွင်ခဲ့သူသမိုင်းအသေးရေးခဲ့သူဘာဥစံဘဝနဲ့သူဟာမြမလို့ခေါ်ခဲ့တယ်နဲ့နမိတ်ရဲ့ကပိထက်ကြောက်စာတွေရှားthe wind ထက်ကငြိမ်ချမ်းမှုနဲ့လင်းလာတော့ဘာသာတစ်ခုရဲ့သူရဲ့ကောင်းလို့ထင်ရှားခဲ့ရမြမတို့သွေးရဲ့ရဲ့သမိုင်းများအလေတန်ပါဒီပါကနမူနာမကန်လို့ခေါ်မျိုးရရာဇဝင်များချက်